လုံးဝမင်္ဂလာပါဒီနေ့ဆရာတို့လေ့လာမယ့်အကြောင်းအရာကျတော့အာ simple present tense ကိုမှ question form လေ့လာမှာဖြစ်ပါတယ်ဆိုတော့ပြီးခဲ့တဲ့သင်ခန်းစာမှာဆိုရင်ဆရာတို့က simple present tense ရဲ့ positive form ရဲ့ negative form ရဲ့လေ့လာခဲ့ပြီးပြီပေါ့နော်ဆိုတော့ဒီခုလေ့လာမယ့်အကြောင်းကတော့ present simple question ဖြစ်ပါတယ်အဲ့တော့ simple present tense ရဲ့ question form ကကျတော့ဘယ်လိုလဲဆိုရင်ဒီမှာ form လေးကိုတစ်ချက်ရေးပြပါမယ် ဥပမာဆရာကအရင်ဆုံးဆို question word လာမယ်ပေါ့နော်question word လာမယ်ပြီးတော့အဲ do ပေါ့နော် do ပြီးတော့ subject ကိုပဲဆရာက do ဆိုရင် subject ကplural ပေါ့နော် subject plural လာမယ် subject plural ပြီးတော့ဒီမှာကျတော့ base form ဖြစ်ပါတယ်base form ဆိုတာအရှိရဗီဒီယိုမှာပြောခဲ့ပါတယ် verb form ပေါ့နော် verb form okay နောက်တစ်ခုကျတော့ဆရာကဒီနော်question words လာမယ် question words ကကျတော့ WH question ပေါ့နော်ပြီးတော့ does ပြီးတော့ subject လာမယ်အဲကျတော့ does ဖြစ်တဲ့အတွက်ကြောင့်ဆရာတို့က subject က singular ပေါ့နော် subject singular လာပါမယ်subject singular ပြီးရကျတော့ base form ပေါ့နော် base form လာပါမယ်အဲတော့ဒါverb 1ပေါ့နော် base form verb form okay အဲ့တော့ဆရာတို့က subject singular subject plural ဆိုရင် do ကိုသုံးပါမယ် do subject plural ပြီးတော့ base form နောက်ကြတော့ the rich question words လာမယ်ပြီးတော့ does ပြီးတော့ subject singular ပြီးရင် base form လာပါမယ်နော် does subject verb form ပေါ့နော် okay ဆိုတော့ဒီ form လေးကိုသိရင်အဆင်ပြေပါတယ် okay ဆိုတော့ဆရာတို့ကဒီစပီးတော့မှာဒီဇာတ်လေးကိုတစ်ခုလေ့လာကြည့်မယ်ဒီမှာ affirmative ပေးထားတယ် affirmative ကကျတော့ positive sentence ပေါ့နော်ဒီမှာ question form ပေးထားမယ်အဲဒါဆရာတို့အရှိကဒီသိခဲ့ပြီးသားပါဘာလဲဆိုတော့ I ဆိုဆရာ work ပေါ့နော် verb form နဲ့တွေ့ပါမယ် we like you do they have ပေါ့ဒါကကျတော့ plural verb တွေပေါ့နော်ဆိုတော့ဒီ plural verb တွေကိုဆရာတို့က do နဲ့လုပ်မယ်ပေါ့နော်အဲ့တော့ဆရာတို့ဒီ do လာမယ်ပြီးကြတော့ subject လာမယ်ပေါ့နော် subject လာမယ်ပြီးကြတော့ verb form လာမယ်ပေါ့နော်ဒီ question ကကြတော့ဒါဆို do I နော် do ကကြတော့ subject sorry do ကကြတော့ helping verb I ကကြတော့ subject ပေါ့နော် do I work ပြီးတော့ do we like do you like do they like အဲ့လိုမျိုးပေါ့နော်ဆရာတို့ကဒီမှာ do subject verb form လာမယ်နောက်တစ်ခုကျတော့ he she it ကဒီအနေကိန်း singular ဖြစ်တဲ့အတွက်ကြောင့်ဆရာတို့က does နဲ့တွေ့ပါမယ် does he do does she do does it have စသည်အဖြစ်ပေါ့နော်ဒီလိုမျိုးတွေလာပါတယ်ဆိုတော့does subject verb form နဲ့ do subject verb form ကိုနားလည်မိထင်ပါတယ် okay ဆိုတော့ဆက်ပြီးတော့ဒီမှာကြည့်ကြည့်အောင်နောက်တစ်ခုကရတော့ဆရာတို့ဒီ question မှာ2မျိုးရှိရေပေါ့နော် yes or no question ရှိမယ်သူတို့ question what နဲ့စားရယ် questions ဒီ rich question what နဲ့စားရယ်စကားလုံးဒီ question ရှိမယ်ပေါ့နော်ဆိုတော့အရင်ဆုံးဆရာတို့ကဒီ do နော် helping verb နဲ့စားရယ်ဒီ yes or no question ကိုလည်းခေါ်တယ် question ကိုတစ်ချက်တော့အရင်ဆုံးကြည့်ကြည့်မယ်ဆိုတော့ဒီမှာ do you play the guitar နော် do ကဲဆရာတို့ form ကိုပြန်ပြီးမှဒီ recall လုပ်မယ်ပေါ့နော် do ပြီးတော့ဒီမှာ subject လာပါမယ် do subject plus နော် player verb 1အဲ့တော့ do subject verb 1ပြီနော် do your friends live နော် do က your friends က plural မလို့ဆရာ do ကိုသုံးပါတယ်နော် your friends ကအများကြီးပေါ့ plural ပေါ့နော်ဒါကြောင့်မလို့ဆရာတို့ကဒီမှာ do ဆိုရဲ question word ကိုသုံးပါတယ် do your friends live near here နောက်တစ်ခုကျတော့ does Chris work on Sundays Chris ကလူနာမည်ပေါ့နော် singular ဖြစ်တယ်ဒါကြောင့်ဆရာ does နဲ့တွဲပါတယ် does subject plus verb နော် does Chris work on Sundays နောက်တစ်ခုကျ it ပေါ့နော်ဒီမှာ subject က it ဒါကြောင့်ဆရာ does နဲ့တွဲပါမယ် does it rain a lot here does ဒီမှာ subject အဲ့တော့ကျ rain verb 1ပေါ့နော် does it rain a lot here okay ဒါဆိုရင်နောက်တစ်ခုကျတော့ question word နဲ့စကြည့်မယ်နော်ဒီမှာဆို H question ပေးထားတယ်အဲ့တော့ question word ဆိုရင်လည်းဘာမှမထူပါဘူးဆရာအရှိမ question word လေးထည့်လိုက်ရုံပဲပြီးရကျတော့ဒီတိုင်းပဲပေါ့နော် do subject verb 1 does subject verb 1ပဲလာမှာပါပြီနော် where do your parents live your parents က program လို့ဆရာ do ကိုသုံးတယ်နော်နောက်ကျ how often do you wash your hair ဆိုတော့ do ဒီမှာ you နော် do you wash နော် wash က verb 1
base form ဖြစ်တယ်နောက်ကြတော့ what does this word mean okay ဒီမှာ this word က singular ကျွန်တော်ဆရာတော်က does ကိုသုံးပါတယ် does this word mean နော်နောက်ကြ how much does it cost to fly to Puerto Rico အဲ့တော့ does it cost ကဒီ verb form ဖြစ်ပါတယ် does it cost ကဲဒါဆိုရင်ဒီ question form ကိုတခြားသဘောပေါက်နားလည်မယ်လို့ထင်ပါတယ်နောက်တစ်ခုအရင်ကဗီဒီယိုမှာဆရာတို့ကရှင်းပြခဲ့တယ်ပေါ့နော်ဒီ simple present tense ဆိုလို့ရှိရင်ဒီလိုမျိုး always ဆို usually ပေါ့နော် frequency adverb verb နဲ့တွဲပြီးသုံးပါတယ် always usually sometimes often ပေါ့နော်စတဲ့အဖြစ်ဒီလိုမျိုး frequency adverb verb နဲ့တွဲပြီးသုံးတယ်ပြောခဲ့ပါတယ်ဒါဆိုလို့ရှိရင်ဆရာတို့ကဒီ frequency adverb verb ကိုသုံးပြီးတော့မှ question လုပ်မယ်ဆိုရင်ဒီ frequency adverb verb တွေကဘယ်နေရာမှာထားမှာလဲဆိုတော့ဟိုတစ်ချက်လောက်ကြည့်ကြည့်အောင်အဲ့တော့ဆရာတို့ positive မှာဆိုလို့ရှိရင် frequency adverb ကအရင်ဆုံးလာတာပဲပေါ့နော်ဥပမာဆိုရင်ဆရာတို့ကကျွန်တော်အမြဲနေ့တိုင်းအလုပ်လုပ်တယ်ဆိုရင် I always work ပေါ့နော် I always work every day ဆိုပါတော့ဒါဆိုရင်ဆရာတို့မှာ always ready frequency adverb ပါတယ်နောက်ကျ work ဆိုရဲ verb ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ဆရာ work ဆိုရဲဒီ verb 1ပါတယ်ဒီမှာ always ကfrequency adverb 4ဆိုတော့ frequency adverb မှာဒီမှာ action verb work ဆိုတာလာတာဖြစ်ပါတယ်အဲ့တော့ I always work ကဲဒီအတိုင်းပဲဆရာတို့ကဒီမှာဆိုလို့ရှိရင်လေဒီမှာ does Chris always work on Sundays ပေါ့နော်ဒီမှာ always ပြီးမှကျတော့ဒီမှာ work လာပါတယ် work always ဆိုရင်တော့ဒီမှားတယ်ပေါ့နော်အရင်ဆုံး frequency adverb ဒီအရင်ဆုံးလာပါရှေ့မှာလာမယ်ပြီးမှကျတော့ verb လာမယ်နော်နောက်ကျ what do you usually do on weekends ဟုတ်ပြီနော် okay ဒါဆိုရင်ဆရာတို့ကဒီ question word ရဲ့သဘောတရားရဲ့ frequency adverb နဲ့ဆိုရင်ဘယ်လိုသုံးမလဲဆိုတော့နားလည်သဘောပေါက်မယ်ထင်ပါတယ် okay ကဲဒါဆိုရင်ဆရာ yes or no question တွေတစ်ချက်လောက်ကြည့်ကြည့်အောင်ပါဆရာဆရာအရှိမ yes or no question ဆိုပြီးပြောထားတယ် yes or no question ဆိုရင်ဆရာ do နဲ့ does နဲ့အရင်ဆုံးစပြရဖြစ်ပါတယ် which question တွေကိုမသုံးရပါဘူးเนาะအဲ့တော့ဒီမှာကြည့်ကြည့်မယ်ဒီမှာပထမဆုံး example တစ်ခုက do you play the guitar do you play the guitar so no I don't ဆရာတို့ဒီမှာ no I don't do your parents speak English နော် yes they do အဲ့တော့ yes ဆိုရင် they ကကျတော့ your parents ကသုံးထားတာပေါ့ your parents က plural ပေါ့နော်ဒါကြောင့်မလို့ဆရာတို့က they ဆိုတဲ့ plural verb ကိုသုံးပြရဖြစ်ပါတယ် yes they do does Ryan work hard ကဲမှာ Ryan ကျတော့ယောက်ျားလေးပေါ့နော်သူကကျတော့ male ဖြစ်တယ်ဒါကြောင့်မလို့ဆရာတို့ he ဆိုတာသုံးမယ် he ဆိုတော့ဆရာ does သုံးမယ်ပေါ့နော် yes he does Does your sister live in Vancouver? Your sister ဆိုတာလေ singular ပေါ့နော်ပြကြတော့သူဒီ female ဖြစ်တယ်ဒါကြောင့်ဆရာတို့ကသူ့ရဲ့ pronoun ကိုသုံးပေးရမယ် she ပေါ့နော် no she doesn't no she doesn't အတူကောက်ပဲဆရာတို့ဖြေပေးရမယ်နော်အဲ့မှာဆရာတို့က do you play the guitar ဆိုရှင် no I don't play the guitar ဆိုပြီးတော့မှဒီ sentence ပေါ့နော် answer ကိုဆရာတို့ကဒီအပြည့်စုံပြောကြမလို့ဘူး no I don't yes I do ဆိုရင်ရပါပြီဟုတ်ပြီနော်ဆိုတော့အဖြေကိုဆရာတို့မိခွန်းနဲ့ကောက်ပြီးမှအစားနဲ့အဆုံးထိဖြေကြမလို့ပါဘူးနော် okay ဒါဆိုရင်ဆရာတို့ကဒီ question form ကိုသိချင်နားလည်မယ်ထင်ပါတယ်နော်ဆိုတော့ exercise ကိုတစ်ချက်လောက်လုပ်ကြည့်ကြည့်မယ်ကဲအဲ့တော့ဆရာတို့က do နဲ့ does နဲ့တွဲပြီးတော့မှာတဲ့စာပြီးတော့မှဒီ question form တွေကိုလုပ်ခိုင်းတာဖြစ်ပါတယ်အဲ့တော့ကဲဒီမှာပထမဆုံး sentence estimate sentence ကိုတစ်ချက်ကြည့်ကြည့်မယ် I like chocolate how about you လို့ပြောထားတယ်အဲ့တော့ဆရာတို့မှာ you ဆိုတဲ့ subject ကိုသုံးပေးစီခြင်းလို့သူကဒီလိုမေးတာပေါ့နော်အဲ့တော့ you ကိုဆရာတို့သုံးမယ်အဲ့တော့ဒီ question word ရဲ့ဒီ form ကကြတော့do လာမယ်ပေါ့နော် do or does ပေါ့နော် do or does လာမယ် subject လာမယ် verb form လာမယ်ကဲဒီလိုပုံစံနဲ့ပဲဆရာတို့ကလေ့လာမယ်ပေါ့အဲ့တော့ဒီမှာဆို do you like chocolate နော် do ဒီမှာ you are subject do you like verb form နော် do you like chocolate နောက်တစ်ကြတော့ and play tennis how about you တဲ့ဒီမှာ you ပေးထားတယ် you ဆိုတော့ဆရာတို့ကဒီမှာ subject ပါသုံးမယ်ဆိုတော့ do or does ဆိုတော့ and do သုံးမယ်ပေါ့နော် do you ဒီမှာဘာလဲဆို play and do you play tennis ပေါ့ okay do you play tennis okay now the question Emily so what about you live near here how about Emily က Emily ဆိုတော့ Emily ကကျတော့ဆရာတော်ကလူနာမည်ပေါ့နောက်တဲ့တယောက်တည်းပေါ့နော်ဒါကြောင့်မလို့ဆရာတော်က singular ဖြစ်တယ် singular ဖြစ်တဲ့အတွက်ကြောင့်မလို့ဘာကိုသုံးမလဲဆိုရှင် does ကိုသုံးပြီးမယ်ပေါ့နော် does okay does Emily live နော် does Emily live does subject plus verb form ဖြစ်မယ်နော် okay now number 4 Tom plays tennis
How about his friends ဆိုထွန်ကကျတော့ tennis ကစားတယ် his friends ကိုဆရာတော်ရေးပေးရမယ်နော်အဲ့တော့ကဲရေးကြည့်ကြည့်မယ်ပေါ့လေ his friends ကဲအဲ့တော့ဆရာတော်ကဒီမှာ his friends ရေးလိုက်ပြီ his friends နော်ဒါ subject ပေါ့နော် subject ကိုရေးလိုက်ပါပြီအဲ့တော့ his friend ကဒီမှာ friend မှာလည်း s ပါတယ်ဆိုတော့ plural ပေါ့နော်ဒါကြောင့်ဆရာတော်ကplural ဆိုရင် do ကိုသုံးပေးရမယ်နော် do has friends အဲ့တော့ do subject plus verb form ဖြစ်မယ် verb form ကျတော့ play ပေါ့နော် play လေးဝဲ s သွားရေးမရဘူးနော် s တို့ဖြုတ်ပေးရတယ်ဒါ verb form ပဲ do subject verb form ဆိုတော့ tennis ဒီလိုမျိုးပုံစံဖြစ်ပါမယ် do his friends play tennis ဟုတ်ပြီနော် number 5ကိုကြည့်ပါမယ် you speak English how about your brother အဲ့တော့ you speak English how about your brother ဆိုတော့ဆရာတို့ကဒီမှာ your brother ကိုသုံးပေးရမယ်ပေါ့နော် your brother ဆိုတော့ subject က your brother ဖြစ်မယ်ပေါ့လေအဲ့ your brother က singular ဖြစ်တဲ့အတွက်ကြောင့်ဆရာတို့က does ကိုသုံးပေးမယ်ပေါ့နော် does subject လာမယ် subject က your brother ပေါ့နော် okay that's your brother yes that subject plus verb form the verb form ကဒီမှာ speak နော် speak English okay okay and that's it နော်ဆရာတို့ကဒီ question form ကဒီလိုလေးလုပ်ပေးရတာဖြစ်ပါတယ်ဟုတ်ပြီနော် and number 6ကိုကြည့်ပါမယ် I do yoga every morning how about you ကဲ you က subject ပေါ့နော်အဲ့တော့ you ဆိုတော့ဆရာတို့ကဘာသုံးပေးမလဲဆိုရင် do ပေါ့နော် do you ကဲ subject do subject plus verb form ပေါ့အဲ့တော့ဆရာ do yoga နော် do yoga every morning ဆိုရေးပြလိုက်ပြီ okay အဲ့မှာတစ်ချက်သတိထားမှာပါလဲဆိုရှင်ဆရာတို့ကဒီမှာလဲ do ကနှစ်ခုဆိုရုံမှာဖြစ်တတ်တယ်ပေါ့နော်ဆိုတော့အရှိက do ကကျတော့ helping verb ဆရာ do or does ကိုယူလို့ရေးတာဖြစ်ပြီးတော့မှဒီက do yoga ဆိုတဲ့ do ကကျတော့ဆရာတို့တကယ် main verb ဖြစ်ပါတယ်အဲ့တော့ဒါကိုမရောသေးဘူးပေါ့နော်ဒါကကျတော့ do ဒီ main verb ဖြစ်ပါတယ်ဒီကနောက်က do ပေါ့နော်အရှိက do ကကျတော့ဒီ singular ဒီ helping verb ပေါ့နော်ဆရာတို့ okay ဒါဆိုရင် number 7ရယ်8ရယ်9ရယ်ကိုအခုကနေကိုဒါဖြည့်ကြည့်လို့ရပါတယ် okay ကဲနောက်တစ်ခုကကျတော့အခုဆရာတို့ဒီမှာဖြေတာကတော့ yes or no question ပေါ့နော် do or does နဲ့ဆရာတို့တွဲပြီးဖြေတယ်အခုတော့ဆရာတို့ကဘာနဲ့တွားဖြေမလဲဆိုရင်သူတို့ question word တွေသုံးပေးရမယ်နော် question word တွေသုံးပေးမယ်ပြီးကျတော့ဒီမှာ order တွေကမှားနေရမျိုးပေါ့နော်ဒါကြောင့်မလို့ဆရာတို့မှန်ကန်တဲ့ဒီပုံစံနဲ့ဆရာ structure တွေကို sentences တွေကို structure တွေတခြားလေးမှန်ကန်တဲ့ပုံစံနဲ့ပြောင်းပေးပြီးတော့ဖြည့်ပြရမှာပေါ့နော်okay အဲ့မှာကြည့်မယ် where live your parents ပေးထားတယ်အဲ့တော့ where တော့ဟုတ်ပြီနေဆရာတို့ကဒီမှာစာပေးလိုက်ပြီပြီးကြတော့ your parents live နဲ့ပေးထားတယ်ပေါ့ your parents ဆိုတာကျတော့ဆရာတို့ plural ပေါ့နော်ဒါကြောင့်မလို့ do ကိုသုံးပြီးမယ် where do your parents live ဟုတ်ပြီနော်။ဒါကြတော့ဒီမှာကျတော့ rich question 1မပါအောင်နံပါတ်2မှာလေ။ဒါကြောင့်မလို့ဆရာတို့က तू ကပြီးမထားဆိုရင်ကိုမ3ရအောင်နော်။အဲ့တော့ yes or no question ပဲဆရာတို့လုပ်မယ်။နော် do you ဆိုတော့ do you ပေါ့နော် do always get up early ပေါ့။နောက်ထပ် number 3ဆိုရင်ဒီမှာ how often TV you watch နဲ့ပေးထားတယ်။အဲ့တော့ဒီမှာသူ့ရဲ့ direct question မှာပေးထားလားဆိုတော့ဒီမှာပေးထားတယ်ပေါ့။ဘာလဲဆိုတော့ how often ပေါ့နော်။ okay အဲ့တော့ဆရာတို့ဒီမှာ how often ရေးလိုက်ပါပြီ။ how often နဲ့စမယ်ပေါ့နော်။ okay how often ကဲ how often ပြီးတော့ subject ကိုကြည့်မယ် you က subject ကနော်အဲ့တော့ you ဆိုတော့ဆရာတို့က do ကိုသုံးမယ်ပေါ့နော် do you ကဲ do you ဆိုတော့ do subject verb form လာမယ် verb form က watch နော် watch ပြီးတော့ TV order လေးတော့ကိုယ့်ကိုပြန်ပြီးတော့တခြားလေးပြန်ဆင်ပေးရပါမယ်နော် number 4ကိုကြည့်ပါမယ် you တဲ့ want word for dinner အဲ့တော့ question word ပေးထားတယ်ဆိုတော့ဒီမှာ word ပေါ့နော် question word က word ရေးလိုက်ပါပြီ word ကဲကြတော့ you ပေးထားတယ်ပေါ့ subject ကနော်အဲ့တော့ do you ဘာဖန်ကwant ပေါ့နော် what do you want for dinner what do you want for dinner number 5ကိုကြည့်မယ် like you football လို့ပေးထားတယ်အဲ့တော့ဒီမှာကျတော့ the rich question ကပေးမထားအောင်ဒါကြောင့်မလို့ဆရာတို့က yes or no question ကိုသုံးပေးရမယ်နော်အဲ့တော့ do or does ဆိုတော့ you ဆိုတော့ do ပေါ့နော်do you ဘာ for ဆို like to like football to like football ဟုတ်ပြီနော်အဲနောက်တစ်ခု number 6ကိုကြည့်ပါမယ် your brother like football အဲ့တော့ဆရာတို့ကဒီမှာ which question 1မပါအောင်ဒါကြောင့်မလို့ဆရာတို့ do or does ကိုသုံးပေးမယ် subject က your brother ဆိုတော့ singular ပေါ့နော် singular ဖြစ်တဲ့အတွက်ကြောင့်ဆရာတို့ကဘာကိုသုံးပေးလဲဆိုရင် does နော် does သုံးပေးမယ် does your brother like နော် does subject ဘာfor နော် like your football okay ဒါဆိုရင်တော့ဒီရမယ်ထင်ပါတယ်နော် number 7ကနေ number 11ချီကိုဘာနဲ့ကိုဖြည့်ကြည့်လို့ရပါတယ်
Okay နောက်တစ်ခုကိုကြည့်ကြည့်မယ်ပေါ့နော်ကဲနောက်တစ်ခုကျတော့ဆရာတို့မှာ verb တွေပေးထားမယ်verb တွေပေးထားပြီးတော့မှဆရာတို့ကကိုယ့်အနေကိုရေးပေးမယ်နောက်တစ်ခုကကျတော့ဒီမှာအဖြေတွေပေးထားတယ်ပေါ့နော် verb တွေပေးထားတယ်အဖြေတွေပေးထားတယ်အဲ့တော့ answer ကိုကြည့်ပြီးတော့မှဆရာတို့ဒီလိုမေးခွန်းကိုပြန်ပြီးလုပ်ပေးရမယ်ဒီကသင်လျော်တဲ့ verb တွေကိုဆရာတို့ကယူပေးရမယ်ပေါ့နော် Okay အဲ့တော့ဆရာတို့ဒီလိုကြည့်ကြည့်မယ် the first number 1ကျတော့ဒီမှာ I work in a bookstore တဲ့ bookstore မှာအလုပ်လုပ်တယ်ပေါ့bookstore မှာလုပ်တယ်ဆိုတော့ဘာလုပ်တာလဲပေါ့နော်အလုပ်ကန်ကိုမေးတာပေါ့ဒါမှဆရာတို့ what do you do တဲ့ဒီမှာနော်ဒီမှာ do ကိုဆရာတို့ပယ်လိုက်ပြီနောက်တစ်ခုကျတော့ it တဲ့ it's okay တဲ့အဆင်ပြေတယ်ပေါ့နော်အဆင်ပြေတယ်ဆိုတော့ဆရာတို့ဘယ်ဟာကိုသွားပြီးလုပ်မလဲအဲ့တော့enjoying ပေါ့နော်မင်းမင်းဒါကိုကြိုက်လားနော်အဲ့လိုမိမလားနော်ဘယ်လိုပြောမလဲဆိုတော့နော်မင်းကြိုက်ရလားပေါ့နော်ဆရာတို့အဲ့လိုမျိုးမိမယ်ဒါဆိုရင်ဆရာတို့ဘယ်လိုရေးမလဲဆိုတော့to you enjoying ပေါ့နော် do you enjoy it မင်းဒါကိုကြိုက်လားနော်အဲ့ဆို okay ဒါအဆင်ပြေပါတယ်ပေါ့နော်ဒါ is okay ဒါအဆင်ပြေပါတယ်ဒါမှမဟုတ်ရှင်ဆရာတို့ကဒီ how နဲ့မြင်နေရတယ်ပေါ့ဒါပေမဲ့ဒီမှာ yes or no question ပဲဆရာတို့မေးလိုက်ပြီပေါ့နော် you enjoy it okay နောက်တစ်ခုကျတော့ it 9ပေးထားတယ်အဲ့တော့ what time ပေါ့နော်မနေ့ဆိုရင်ဘယ်ချိန်မှာအလုပ်လုပ်လဲလို့မေးမလားပေါ့နော်အဲ့ဘယ်ချိန်မှာအလုပ်လုပ်လဲလို့မေးတဲ့ချက်ပေါ့နော်ဆရာတို့ကဒီမှာဆိုရှင်ဘယ်လိုမေးရင်ကောင်းလဲဆိုတော့ဘယ်ချိန်မှာအလုပ်စတယ်လဲပေါ့နော် what time မိနစ်မှာဆိုရင်ဘယ်ချိန်အလုပ်စလဲဆိုတော့ start ဆိုတာမျိုးမေးပို့ပြီးကြောင်းနေပေါ့နော်အဲ့တော့ what time do you start ကဲ what time do you start အဲ့တော့ဆရာတို့ကဒီအရှိဟာပဲနည်းနည်းစပြီးမိလိုက်မယ်ဆိုတော့ what time do you start in the morning ပေါ့နော်မနေ့ဆိုရင်ဘယ်ချိန်မှာစလဲဆိုတော့ at 9เนาะ9မှာစရဲပေါ့နောက် sometimes ဆိုပြီးထားတခါတလေတဲ့ on Sunday Saturdays အဲ့တော့စနေနေ့တွေမှာအလုပ်လုပ်လာတော့မိမယ်ပေါ့နော်အဲ့တော့ဆရာတို့ကစနေနေ့မှာအလုပ်လုပ်လာဆိုရင်တော့work ခုံမိမယ်ပေါ့နော် work အဲ့တော့ဆရာတို့က yes or no question ပဲမေးလိုက်မယ်အလုပ်လုပ်လာဆိုတော့ do ပေါ့နော်မင်းအလုပ်လုပ်လာဆို do you work ပေါ့နော် do you work on Saturdays sometimes ပေါ့နော်တခါတလေတော့လုပ်ရတယ်ပေါ့နော်နောက်တစ်ခုကျတော့ဆရာ usually by bus ဆို usually by bus ဆို bus ကားနဲ့သွားတယ်ပေါ့နော်အဲ့တော့အလုပ်ကိုဘယ်လိုသွားလဲဖြစ်မယ်ပေါ့နော်အဲ့တော့ how သွားရဲဆိုရင်ဆရာ G to get နဲ့သွားပြီးရေးရတယ်ပေါ့နော် how do you get how to get to work နော် how to get to work အလုပ်ကိုဘယ်လိုသွားလဲဘယ်လိုလာလဲပေါ့နော်ဆက်သေးဆရာတို့သုံးလို့ရပါတယ် start ပြီးသွားပြီအဲကြတော့he's a teacher he's a teacher ဆိုရင်ဒါအလုပ်ကိုင်ကိုမေးတာပေါ့နော်အဲ့တော့ in your husband နဲ့your husband ဖြစ်တဲ့အတွက်ကြောင့် he လည်းပေးထားဖြစ်တဲ့ဆရာတို့က he ကိုသုံးပေးရမယ်ပေါ့နော် subject ကလေဒါကြောင့်မို့ he ဆိုတဲ့ဖြစ်တဲ့အတွက်ကြောင့်ဆရာတို့က do နဲ့ does ဆိုလို့ရှိရင် singular ဖြစ်တဲ့အတွက်ကြောင့် does ကိုသုံးပေးမယ် what does he do ပေါ့နော် what does he do အလုပ်ကိုင်မေးလို့ရှိရင်လေဆရာတို့ကဒီမှာ do ကိုမေးပေးရတယ်ပေါ့နော် do ကိုသုံးပြီးတော့မေးရတယ် what does he do သူဘာလုပ်လဲဆိုတော့ he is a teacher တကျောင်းဆရာဖြစ်တယ်ပေါ့နော် science တဲ့အဲ့တော့ science တော့မင်းဘာကိုသင်လဲဖြစ်မှာပေါ့နော်မင်းဘာဘယ်တိုင်းကိုသင်လဲဆိုတော့အဲ့တော့ men လို့ပဲဆရာတို့ရေးမယ်ဆိုတော့ what do you ပေါ့နော် what do you teach မင်းဘာသင်လဲ science နော် yes he loves it ဒီမှာ yes he loves it ဖြစ်တဲ့အတွက်ကြောင့် yes ဖြစ်တဲ့အတွက်ကြောင့်ဒါက yes or no question ပေါ့နောက်ဆုံးတစ်ခုကကျတော့ like နော်မင်းသူဟာသူ့ရဲ့အလုပ်ကိုကြိုက်လားဒီမှာ his job ဖြစ်တဲ့အတွက် he မှာလည်း he ဖြစ်တဲ့အတွက်ကြောင့်ဆရာတို့က subject ကို he ပဲယူပေးရမယ်နော်သူကသူ့ရဲ့အလုပ်ကိုကြိုက်လားသူဆိုတော့ does ကိုသုံးမယ် does he like it နော် does he like his job ပေါ့နော်အဲ့လိုယူပေးတော့ဖြစ်ပါတယ် okay ရမယ်ထင်ပါတယ်နော် okay အဲ့တော့နောက်တစ်ခုကိုကြည့်ပါနော် yes or no question ပေါ့နော်အဲ့ဒါလိုလေးပါပဲ do you watch TV a lot ကဲအဲ့တော့ yes I don't yes I do ကဲအဲ့တော့ကိုယ့်ပုံမှာမူကြည့်တာပေါ့နော် do you live in a big city ဆိုရင်ဘယ်လိုရေးမလဲကဲဟုတ်ပါတယ်ကျွန်တော်က big city မှာနေပါတယ်ဆိုတော့ yes I do ပေါ့မဟုတ်ဘူးဆိုရင် no I don't ဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်တော့ကဲဒီဟာလေးရေး yes or no question လေးရမယ်ထင်ပါတယ်အားလုံးလည်းရမယ်လို့မျှော်လင့်ပါတယ်အဲ့ဆိုတော့ဆရာတို့နောက်ဗီဒီယိုတွေမှာထပ်ပြီးတွေ့ပါမယ်